အားလုံးပဲမင်္ဂလာပါတူးရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်23ရက်6လ2025နေပြီးတော့28ရက်6လ2025အထိတပတ်စာအနှစ်ချုပ်ဗီဒီယိုကိုပြောပြပေးခြင်းပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်တနေ့ကနေနေကုန်အတွက်ဆိုလို့ရှိရင်တော့24ခွန်ကီး16အချိန်ဖြစ်ပါတယ်တနေ့ကနေနေကုန်အတွက်ဆိုလို့ရှိရင်တော့24ခွန်ကီး16အချိန်ဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့168ကီ35အချိန်ဖြစ်ပါတယ်168ကီ35အချိန်ဖြစ်ပါတယ်ဗျဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့358ကီ16အချိန်ဖြစ်ပါတယ်ဗုဒ္ဓနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့358ကီ16အချိန်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်ဆိုလို့ရှိရင်တော့359ကီ38အချိန်ဖြစ်ပါတယ်359ကီ38အချိန်ဖြစ်ပါတယ်ဗျတောက်ကြနေ့နောက်ဆုံးနေ့အတွက်ဆိုလို့ရှိရင်တော့349ကီ16အချိန်ကိုရွေးထုတ်ပေးထားပါတယ်ဒါတွေကတော့တပတ်စာအတွက်နေ့တိုင်းနေကုန်ကီးတွေအချိန်တွေဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆက်ပြီးတော့ကျွန်တော်တပတ်အတွင်းလိုက်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကိုလည်းပြောပြပေးကြပါတယ်ဒီတပတ်အတွက်လိုက်တဲ့စိတ်ကြိုက်ပတ်တီးလေးလုံးကတော့2183ညဆိုပြီးတော့ရွေးထုတ်ပေးထားပါတယ်2183ညဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်ဗရိတ်3လုံးလည်းပြောပြပေးကြပါတယ်ဒီတပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်ဗရိတ်3လုံးကတော့3ည16ဗရိတ်ဖြစ်ပါတယ်3ည16ဗရိတ်ဖြစ်ပါတယ်ဗျဗုဒ္ဓမကျော်9လုံးအခွေကိုလည်းပြောပြပေးကြပါတယ်ဒီတစ်ပတ်အတွက်ရွေးထုတ်ပေးထားတဲ့ဗုဒ္ဓမကျော်9လုံးအခွေကတော့1.938ဖြစ်ပါတယ်1.938ဆိုပြီးတော့9လုံးအခွေရွေးထုတ်ပေးထားပါတယ်ဗျဒီတစ်ပတ်အတွက်တစ်ပတ်စာအကြိုက်ဆုံးအတွဲကတော့အပူးနဲ့ပါဝါတွေဖြစ်ပါတယ်အပူးနဲ့ပါဝါတွေကိုကြိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်မထွက်မရှိပတ်တိနဲ့ break ကတော့9ပတ်တိနဲ့9 break ဖြစ်ပါတယ်9ပတ်တိနဲ့9 break ဖြစ်ပါတယ်ဗျတင်းကနေနေကုန်အတွက်အချိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျတင်းကနေနေကုန်မထိမပေါက်ကီး3လုံးကတော့6ခွန်8ကီးဖြစ်ပါတယ်6ခွန်8ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့တပတ်စာအနှစ်ချုပ်ကဏ္ဍအနေနဲ့လည်းအဆင်ပြေကြပါစေအောင်မွေးရကြပါစေအမြတ်ဆုံးများစွာရရှိကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်လို့လည်းကျေးဇူးများကြီးတင်ပါတယ်9ရက်သားသမီးများအပူရရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျနော်